ဒီနေ့လည်းကျွန်တော်တို့ရောက်ခဲ့ပြန်ပြီဒီနေ့ကတော့ထူးခြားခြားမိသားစုလိုက်အမေကိုမမနာဖေကိုလာရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်ဒီနေ့လည်း4 ရက် 3 ရက်နေ့ဆိုပေမဲ့လူတွေကတော့ကားပေါ်မှာရေမင်းတော်မှာပြည့်တယ်စတောင်းမပြေးခဲ့တာလားမနေ့ကလည်းတစ်ခေါက်ဒီနေ့လည်းတစ်ခေါက်ပြန်ရောက်ခဲ့ပြန်အားလုံးပဲဒီနေ့ရထူးခြားခြားတက်တီယိုပုံစံသေးကြီးတဲလို့ပြီးသွားပါပြီရဝေးရနေရနေလည်းပြန်ကြတဲ့ရှူမရီယာနေပြီးတော့ကျွန်တော်တို့ည7 နာရီလောက်မှထွက်လာတယ်လမ်းမှာလည်းနားလိုက်တော်တော်ကြာနားပါတယ်ခဏလေးပါပဲ9 နာရီဆိုတာမနက်3 နာရီထိုးတော့ဖရားရင်မင်းတော့ရောက်နေပြီလေဒေးတမအိပ်ပြီးတော့စော်ကြီးထားပြီးတော့ဖရားဖူးတယ်